ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ Arduino Uno R3 ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ touch sensor ကိုဘယ်လိုအသုံးပြုလဲဆိုတာကျွန်တော်သင်ရမှာဖြစ်တယ်မိတ်ဆွေများမိမိကြိုက်တဲ့နေရာအနည်းဆန်းဆုံးနေရာမှာဒီ Arduino Uno ကိုဝယ်လို့ရပါတယ်ဒီက breadboard ဒီ positive line negative line ဒီအသုံးပြုရခြင်းကဒီ power source အတူတူယူသုံးချလို့အဲ့ဒါသုံးပြရချင်းဖြစ်တယ်နော်ဒီဘက်က line ပတူနော်ဒီက touch sensor ဒီ touch sensor ကသူ့ voltage က5 voltage ဖြစ်တယ်နော်သူအဲ့မှာကျွန်တော်တို့ TP မှာသူ signal ပေးမှာဖြစ်တယ်pin ကအဲ့ဒါ ground pin negative pin ပေါ့ဒီ VCC positive pin ဟိုဘက်က signal pin ဒီ pin ကရေးထားတယ်အဲ့ဒါတေချာလေးကျွန်တော်တို့ wire connect လုပ်တဲ့အချိန်မှာ Q side ပဲပို့လို့ပါတယ်ဒီက5 volt relay board 5 volt relay board သုံးပြခြင်းကဒီကျွန်တော်တို့ Arduino က5 volt ပဲ trigger ပေးနိုင်တဲ့အတွက်ကြောင့်မလို့5 volt relay ကိုအသုံးပြုရခြင်းဖြစ်တယ်သူရဲ့ loading က DC နဲ့အသုံးပြုလဲရတယ်လို့ AC နဲ့အသုံးပြုလို့ရတယ်သူ10 ampere ရဲ့အောက်မှာကျွန်တော်တို့အသုံးပြုလို့ရတယ် AC အသုံးပြုခဲ့တယ်ဆိုလို့ရှိရင်မိတ်ဆွေများmeta ပဲ Q site ရပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ AC ကကျွန်တော်တို့လူတွေကိုကျွန်တော် light ပြီးတော့ကျွန်တော်တည်တဲ့အထိ course လာဖြစ်စေတဲ့အတွက်ကြောင့်မလို့အများအား Q site ရမယ် testing လုပ်တဲ့အချိန်မှာ DC ပဲအသုံးပြုလိုက်ပါဒီကသူ့ရဲ့ coin normally open normally close အဲ့ဒါလေးတေချာ wire မ join ခင်မှာ Q site ပါကျွန်တော် jumper wire connect လုပ်မယ်ဒီ wiring နဲ့ပတ်သက်ပြီးတော့ description ထဲမှာအကုန်လုံးဘယ် pin ကဘယ် pin ကိုတွားမလဲဆိုတာကျွန်တော်အသေးစိတ်ကျွန်တော်ရေးပြထားပါတယ်အဲ့ဒါကိုကြည့်ပြီးတော့တေချာလေးကြည့်ပြပါခါတလေကျလို့ရှိဒီဗီဒီယိုမှာကျွန်တော် wiring ကတခါတလေ wire jumper wire ကကိုမှရှိတဲ့ wire jumper wire အသုံးပြုတဲ့ခါကျတော့သူ့ရဲ့ color တွေကအများအား mix ရောနှုတ်တာလေဒါကြောင့်မလို့ description ထဲမှာကျွန်တော်ရေးပြထားတာဖြစ်တယ်ဒီက positive negative ဒီ breadboard ထဲမှာ one power source အနေနဲ့ကျွန်တော်တို့ယူထားတာဖြစ်တယ်ပြီးကျွန်တော်တို့ coding ဖတ်သွားမယ် program ဒီ coding ကိုကျွန်တော်ဒီ description ထဲမှာ link လေးပေးထားတယ်အဲ့ဒါကို download လုပ်ပြီးတော့မိမိ Arduino software ကိုထဲမှာကျွန်တော် copy paste လုပ်ရပါမယ်ဒီမှာ Arduino board USB connect မလုပ်သေးဘူးဆိုလို့ရှိရင် port ပေါ်လာမှာမဟုတ်ဘူးเนาะဒီ USB ကို Arduino နဲ့ကွန်ပျူတာနဲ့ connect လုပ်ပြီးလို့ရှိရင်အဲ့ဒီ popcom တွေထွက်ပေါ်လာမယ်ကိုက connect မလုပ်ရသေးဘူးโอเคကျွန်တော်တို့ USB connect လုပ်မယ်ဒီမှာเนาะ popcom အဲ့ဒါကျွန်တော်တို့နှိပ်ပေးပေါ်လို့ရတယ်အဲ့ဒါမှသူ့ရဲ့ program uploading လုပ်လို့ရမှာဖြစ်တယ်ပြီး upload လုပ်ရမှာပဲ upload လုပ်ပြီးလို့ဘာမှ program မမှားဘူးဆိုလို့ရှိရင်အောက်မှာ done upload ဆိုတာပေါ်လာပါလိမ့်မယ် done upload ပြီးပြီဆိုလို့ရှိရင် program ပိုင်ပြီးတော့ပါပြီကိုကျွန်တော်တို့ဒီ switch နဲ့ power ထုတ်မယ်ဒီမှာဒီမီးလုံးကကျွန်တော် connect မလုပ်ရတဲ့ဘူးမီးလုံး connect မလုပ်ခင်မှာ relay နဲ့ testing လုပ်မယ်ဒီမှာ touch sensor ကျွန်တော်တို့အဝိုင်းလေးမှာပဲကျွန်တော်တို့ထိရမှာဖြစ်တယ်တက်တခါထိလို့ရှိရင်မိပိတ်မယ်တခါထိပြန်ဖွင့်မယ် on off တက်မီနဲ့စမယ်တက်ကဲအားလုံးပဲအဆင်ပြေပါစေအားလုံးကျေးဇူးတင်ပါတယ်